hello ကျွန်တော်ဒီနေ့တော့ကျွန်တော်ရောက်နေတဲ့နေရာရဲ့အခြေအနေကိုလည်းပြောပြချင်ပါတယ်အခုကျွန်တော်ဘယ်မှာရောက်နေလဲဆိုရင်တော့ Mexico နိုင်ငံရဲ့ Cancun ဆိုတဲ့မြို့မှာကျွန်တော်ရောက်နေတာဖြစ်ပါတယ်မိသားစု family vacation သွားပြီးတော့မှကျွန်တော်ဒီနေ့ရောက်နေတဲ့နေရာရဲ့အဆောက်အဦနဲ့အခန်းအကျဉ်းလေးကိုကျွန်တော်ခဏနေရာပြချင်ပါတယ်ဒီမှာကျွန်တော်တက်ကြရအောင်နော်ကျွန်တော်ရောက်တဲ့နေရာကတော့ကျွန်တော်ဝင်လို့ရှိရင်ဟိုမှာကားပါကင်ရတဲ့ဒီဟိုးကိုကျွန်တော်တောက်လျှောက်ဝင်လို့ရှိရင်ဒီမှာအခုကျွန်တော်မြင်တွေ့နေရတဲ့နေရာကတော့ reception ဖြစ်ပါတယ်ဒီမှာ check in လုပ်ရမယ်ဒီမှာ check in လုပ်ပြီးလို့ရှိရင်တော့သူတို့ကပေးတဲ့အခန်းဟိုတယ်အခန်းကိုသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ lobby ဒီ reception ရှိမှပါရီရှိလေဆိုလို့ရှိရင်ဒီ reception ရဲ့အရှိမဘာရီရှိလေဆိုလို့ရှိရင်ဒီမှာ lobby ရှိတယ်ဒီနေရာမှာဒီ lobby နားမှာဒီမှာဟိုမှာဘားရှိမယ်အမှဘားရှိတောက်ချင်တာတောက်လို့ရတယ်ဒီမှာအားကစား TV ကြည့်လို့ရတယ်ဟိုဘက်မှာဆိုလို့ရှိရင်တချင်းဆိုတာရှိတယ်ကတ်နဲ့လူတွေကလို့ရတယ်ဒီမှာအမျိုးတွေအေးဒီမှာဟိုမှာကတ်နဲ့လူတွေဟိုမှာကလို့ရတယ်ဒီမှာတောက်လို့ရတယ်ဟိုမှာကော်ဖီတွေယူလို့ရတယ်ဗောနော်ဆိုတော့ဒီနေရာမှာဒီမှာညဖက်မှာဆိုရင်ဘာမှတော့လုပ်เสียမရှိရင်ဒီမှာလာထိုင်ပြီးတော့မှတောက်မလားကော်ဖီတောက်မလားဘာတောက်မလဲကြိုက်ရတောက်လို့ရတယ်ဒီလိုရှင်ဒီဘက်အပင်ဖက်ထွက်ပြီးတော့လင်းငင်းခံမလားဗောနော်ဒီဘက်အပင်ဖက်ထွက်ပြီးတော့မှဒီမှာဟိုမှာထိုင်နေထိုင်ခွန်လေးရှိတယ်ဟိုမှာထိုင်ပြီးတော့မှလင်းငင်းလေးခံမလားဗောလေဒီမှာလေအမဒမ်မှာတာရပါတယ်မိသားစုရီဒီမှာ vacation လာလို့ရပါတယ်နော်ဒီနေရာကတော့ Mexico နဲ့ America ရဲ့နေစာလို့ပြောလို့ရပါတယ်နော် Mexico နဲ့ America ရဲ့နေစာလို့ပြောလို့ရတယ်ဒီနေရာလေးကတော့